လုပ်ငန်းနာမည်ကိုဘယ်သူပိုင်ဆိုင်တင့်တယ်လဲဆိုတဲ့မေးခွန်းစက်တူရှယ်ယာလုပ်ငန်းမှာဒီမေးခွန်းကပြဿနာအများဆုံးမေးခွန်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်စက်တူရှယ်ယာလုပ်ကြပြီဆိုလို့ရှိရင်အမြဲတမ်းဒီ goodwill လို့ခေါ်တဲ့အကြောင်းအရာလေးပေါ့ဗျာเนาะနာမည်ကောင်းဆိုတဲ့အကြောင်းအရာလေး trademark လို့ခေါ်တဲ့အကြောင်းအရာလေးဒီလုပ်ငန်းနာမည်ကိုဘယ်သူပိုင်ဆိုင်တင့်တယ်လဲဆိုတဲ့အကြောင်းအရာဒီပြဿနာအဖြစ်အများဆုံးအကြောင်းအရာတွေထဲကတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့စက်တူရှယ်ယာလုပ်ငန်းမှာအင်မတန်မှအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်လုပ်ငန်းစကြတယ်ဆိုတဲ့အနေအထားမျိုးမှာလုပ်ငန်းခုမှစတာလေးဗျာအဲ့တော့နာမည်ကိုတန်ဖိုးရှိလို့ရှိမှမသိဘူးပေါ့ဗျာနာမည်တကောင်းတစ်ခုကလည်းမရသေးတဲ့အခါမျိုးမှာကျွန်တော်တို့ကလုပ်ငန်းတစ်ခုစလိုက်တယ်ဆိုလို့ရှိရင်နာမည်ရဲ့တန်ဖိုးထက်ကိုထည့်ဝင်ကြတဲ့ငွေတွေတော့ပိုင်ဆိုင်ကြတဲ့ပစ္စည်းတွေကိုပဲအာယုံဆိုင်လေးရှိတယ်ပေါ့ဗျာထိတွေ့ကံကြွလို့မရတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကတန်ဖိုးရှိလို့ရှိကောင်းမှသတိမထားမိကြဘူးပေါ့ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့စက်တူရှယ်ယာလုပ်ကြပြီဆိုလို့ရှိရင်ဒီနာမည်ကောင်းဆိုတဲ့အကြောင်းအရာလေးကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်မဟုတ်လို့ရှိရင်ပြဿနာတက်ကြတယ်ပေါ့ဗျာပြဿနာလို့ပြောရဲဆိုတဲ့နေရာမှာလည်းဒီနာမည်ကောင်းနဲ့ပတ်သက်ပြီးတော့မှပြဿနာ၃မျိုး၃စားရှိပါတယ်နံပါတ်1ကတော့ပိုင်ဆိုင်မှုပြဿနာပါနံပါတ်2ကတော့တန်ဖိုးပြဿနာပါနံပါတ်3ကတော့အသုံးချမှုပြဿနာပါအဲ့တော့ပိုင်ဆိုင်မှုပြဿနာဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနာမည်ကောင်းကိုဘယ်သူပိုင်တင်တယ်လဲဆိုတဲ့ကိစ္စကိုကြိုပြီးတော့မှမဆွေးနွေးထားခဲ့ကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။လုပ်ငန်းကစလုပ်တယ်ဆိုတဲ့အနေအထားမျိုးမှာနာမည်ကတန်ဖိုးရှိလို့မထွက်တည်တဲ့အနေအထားမျိုးမှာနာမည်ကတန်ဖိုးရှိလို့ရှိကောင်းမှလည်းကိုကမသိတဲ့အနေအထားမျိုးမှာဒီဟာကိုမဆွေးနွေးခဲ့မိကြဘူးပေါ့ဗျာ။အဲ့တော့ဒီနာမည်ဒီတော့ဘယ်သူပိုင်တာလဲ။တော့ဒီ share လုပ်ငန်းကပိုင်တာလားဒါမှမဟုတ်သူပိုင်တာလားကိုပိုင်တာလားဆိုတဲ့အကြောင်းအရာကိုမဆွေးနွေးခဲ့ကြတဲ့အနေအထားမျိုးမှာလုပ်ငန်းကတန်ဖိုးတစ်စုံတရာရှိလာတယ်နာမည်တစ်စုံတရာထွက်လာတယ်ဆိုတဲ့အနေအထားမျိုးမှာအငင်းပွားကြတယ်ဆိုလို့ရှိရင်ဖြည့်ရှင်းရအင်မတန်မှခက်ပါတယ်ဒါကြောင့်မို့လို့เนาะအဖြစ်များတဲ့နာမည်ကောင်းနဲ့ပတ်သက်တဲ့ပြဿနာကိုပြောပါဆိုလို့ရှိရင်၃မျိုး၃စားထဲမှာနံပါတ်1ကပိုင်ဆိုင်မှုပြဿနာပါနံပါတ်2ကတော့တန်ဖိုးပြဿနာပါနာမည်ကောင်းတော့ဟုတ်ပါပြီဒီနာမည်ကောင်းကိုကျွန်တော်တို့ကဘလောက်နဲ့တန်ဖိုးတင်ရမှာလဲပေါ့ဗျာဘလောက်တန်တယ်လဲပေါ့ဗျာကဲကားတွေအိမ်တွေလုပ်ငန်းကပိုင်တဲ့အကြောင်းအရာတွေကထိတွေ့ကံကြလို့ရတဲ့အကြောင်းအရာတွေမှာတန်ဖိုးတက်မှတ်ရတာလွယ်ကူတယ်ပေါ့ဗျာအတိုင်းအတာတစ်ခုထိဟလာကျွန်တော်တို့ကားတစ်စီးရဲ့တန်ဖိုးကိုသိကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က Facebook မှာလည်းကြည့်လို့ရနိုင်တယ်လို့တက်ဆိုင်ရာ page တွေမှာတက်ဆိုင်ရာမိတ်ဆွေတွေမှာအစားရှိတဲ့ပြင်မင်းမြန်းခြင်းအပြင်ဒီကားလေးဒီတန်ဖိုးအပြင်ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့ကခန့်မှန်းလို့ရတယ်ဆိုပေမဲ့branding တစ်ခုရဲ့တန်ဖိုးကိုကြတော့ကျွန်တော်ဒီမှာစဉ်းစားရလို့ခက်သွားပါပြီကျွန်တော်တို့ဒီမှာတွက်ချက်တဲ့ပုံစံတွေရှိလာသလိုကျွန်တော် brand valuation နီးပြူဟာလေးတွေလည်းလိုလာပြီပေါ့ဗျာဒါကြောင့်မလို့တန်ဖိုးသတ်မှတ်ခြင်းအပိုင်းမှာကျွန်တော်တို့အရေးကြီးတာကကိုယ်တိုင်မသတ်မှတ်နိုင်ရင်တောင်မှလုပ်ငန်းတစ်ခုစလုပ်ပြီးတော့မှ3နှစ်နေတဲ့အချိန်2နှစ်နေတဲ့အချိန်အစရှိတဲ့ဖြင့်3နှစ်နေတဲ့အချိန်တန်ဖိုးသတ်မှတ်မလားသက်ဆိုင်ရာပညာရှင်တွေခေါ်ပြီးတော့မှသက်ဆိုင်ရာသိကျွမ်းတဲ့ပုံကိုယ်တွေကိုခေါ်ပြီးတော့မှဘယ်လိုမျိုးဘယ်နှစ်တစ်ခါတစ်ချိန်လောက်ကျွန်တော်တို့လုပ်ငန်းရဲ့တန်ဖိုးကိုပြန်လဲပြီးတော့မှတန်ဖိုးတင်မလဲတန်ဖိုးတတ်မှတ်မလဲဆိုတာကိုဆွေးနွေးညှိနှိုင်းထားဖို့အင်မတန်မှအရေးကြီးပါတယ်မဟုတ်လို့ရှိရင်တန်ဖိုးဘယ်လောက်ရှိလို့ရှိမှမသိတဲ့အနေအထားမျိုးမှာတန်ဖိုးကိုတစုံတရာဘယ်လောက်တတ်မှတ်လို့တတ်မှတ်ရမှန်းကိုလည်းမတွက်တတ်သလိုတိကျွမ်းတဲ့လူတွေလည်းခေါ်ပြီးတော့မှတန်ဖိုးမသိတဲ့အနေအထားမျိုးမှာဘယ်လောက်တန်လို့တန်မှန်းလဲမသိတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကဒီနာမည်ကောင်းဆိုတဲ့အကြောင်းအရာကြီးကလုပ်ငန်းထဲမှာပျောက်ကွယ်နေတတ်တယ်ပေါ့ဗျာဒါဒီပြဿနာနံပါတ်1ပါပြဿနာနံပါတ်3ကဒီနာမည်ကောင်းကိုအသုံးပြုခွင့်ပါသူနဲ့ကိုယ်နဲ့ပေါင်းလို့ကြပြီเนาะနာမည်လေးတစ်ခုကထွက်လာပြီထွက်လာတယ်ဆိုတဲ့နေရာမှာဒီနာမည်ကိုသူကနောက်ထပ်တစ်ယောက်နဲ့တခြားလူတစ်ယောက်နဲ့ပေါ့ဗျာတခြားတနေရာမှာအသုံးပြုလို့ရလားမရလားဆိုတဲ့ဟာကိုနဲ့သူနဲ့မဆွေးနွေးခဲ့ကြတဲ့အနေအထားမျိုးမှာလာကိုလည်းပိုင်လို့သူလည်းပိုင်လို့သူလည်းပိုင်ကိုလည်းပိုင်ဆိုတဲ့နေရာမှာသူလည်းလှုပ်ချင်တာလှုပ်လို့ရတယ်လို့ကိုလည်းလှုပ်ချင်တာလှုပ်လို့ရတယ်လို့နဲ့ဒီမှာပြဿနာတက်ကြတာပေါ့ဗျာအသုံးပြုခွင့်ဆိုတဲ့အကြောင်းအရာလေးပေါ့ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာလုပ်ငန်းနာမည်ကိုဘယ်သူပိုင်တယ်လဲဆိုတဲ့မေးခွန်းလေးကစက်တူရှယ်ယာလုပ်ငန်းမှာအချင်းအများဆုံးမေးခွန်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီမေးခွန်းလေးကိုကျွန်တော်ကအကြောင်းအရာလေး၃ခုနဲ့မျှဝေတင်ပြလိုက်ရပါတယ်ကိုယ့်ရဲ့စက်တူလုပ်ငန်းလုပ်ကြတဲ့ဆိုတဲ့နေရာမှာကိုယ့်ရဲ့ပါတနာနဲ့ဒီလိုအကြောင်းအရာ၃ခုကိုဆက်ပြီးတော့မှဆွေးနွေးစေချင်ပါတယ်ဒီလုပ်ငန်းမှာ brand name တစ်ခုစလုပ်တဲ့အချိန်မှာရှိချင်မှရှိပါလိမ့်မယ်တန်ဖိုးတစ်စုံတရာရှိချင်မှရှိပါလိမ့်မယ်တစ်ချိန်ညရင်ရှိလာပါလိမ့်မယ်เนาะကြိုပြီးတော့မှစဉ်းစားထားတင်ပါတယ်မေးခွန်းလေးကိုမေးထားတင်ပါတယ်ကြိုပြီးတော့မှဆုံးဖြတ်တင်ပါတယ်ဒီ brand name နာမည်ကောင်းကိုเนาะဘယ်သူကပိုင်ဆိုင်တာလဲပြီးတော့
တန်ဖိုးအဖြစ်ဘယ်လိုသတ်မှတ်မလဲဘယ်အချိန်မှာသတ်မှတ်မလဲပြီးတော့အတုံးချခွင့်ကအတုံးပြုခွင့်ကဘယ်သူစီမှာရှိတာလဲဘယ်သူစီမှာမရှိဘူးလဲအစားရှိတဲ့ဖြစ်မို့ဗျာဒီလိုအကြောင်းအရာလေးကိုကြိုပြီးတော့မှဆွေးနွေးညှိနှိုင်းတဘောတူညီထားခြင်းအပြင်ကျွန်တော်တို့ကအနာဂတ်မှာဖြစ်ပေါ်လာမဲ့အငင်းပွားစရာကိစ္စတွေကိုရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာကဲတခုရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာကိုစီမှာမေးစရာမေးခွန်းရှိခဲ့လို့ရှိရင်လည်းအောက် comment မှာမေးခဲ့နိုင်ပါတယ်ကျွန်တော်နားလေတဲ့လောက်ပြန်ပြီးတော့မှဖြေပေးပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်